ဒီမှာစကေးတွေကြည့်ထားနော်လင်ယူတဲ့ခါဆိုရင်ချက်ကျွေးရအောင်ချက်မတက်ဘူးလေးရသွားပါပြီရှင်ဘာလဲข้าวมันไก่ဆိုင်လေအဲ့လိုမျိုးချီနှများလေးနဲ့အိုးจะตากับจีจีเป็นหยัดถัด ซาจีပဲအားလုံးမင်္ဂလာပါဒီနေ့ကျမရဲ့တငယ်ချင်းရောက်နေတယ်ဒီမှာတငယ်ချင်းနော်ဒီချင်းမဟုတ်ဘူးဒီချင်းကျမရဲ့တငယ်ချင်းရောက်နေတယ်ဆိုတော့တငယ်ချင်းညီပါစားမလဲ ရှိတဲ့ဟာပဲစား ရှိတဲ့ဟာ ဒီဒါသားဆိုဒါလေးပဲစားလိုက်တော့ပါငါတို့မချက်တော့ဘူး ညံ မမဒါလေးကောင်းနေ ဟယ်လိုကဲကျမတငယ်ချင်းလာတယ်ဆိုတော့ကျမကသူ့ကိုข้าวมันไก่ချက်ကျွေးမယ်อะไร ข้าวมันไก่อ่ะဘာလဲဆိုရင်ကျက်စီသမင်းလို့ခေါ်တယ် ဟုတ်တယ် อะไรတဲ့ အော် तू ကဟိုစမတတ်တော့ဘူးထိုင်းမျိုး तू မတတ်တော့ မ ဘူး မဆိုတော့ဒီမှာข้าวมันไก่ချက်သွေးမှာပေါ့နော် ကျမချက်မ ချက်လိုက်တော့အဲ့ဆို ကျမရဲ့လက်ရစားပါမယ်ข้าวมันไก่ချက်မယ်ဆိုရင်တော့ဒီမှာရေနွေးအိုးကချက်ထားပြီးသွားပြီနော်ဒါဟိုကြက်သားချက်မယ်ဟာကဲစမယ် အဆုံးစက်သားအရင်ပြောက်အောင်မှာပေါ့နော် ဟုတ်တယ်မပြုတ်ခင်မှာဒီမှာဂျာပလာတွေထည့်ရအောင် ได้แล้ว တယောက်အမလေးနေပါ ငါကြောက်လိုက်တာ ไปစားနေပြီ နန်းနန်းပင်ကဘာလုပ်ဖို့လဲ ဒီအမြင့်လားဒါအမကြက်သားပြုတ်တဲ့ခါထည့်မလို့ ညံไปစား အော်โอเคဟုတ်ကဲ့ပါစင်ကဲကြက်သွန်ဖြူ ရောလီးဖို့လား မလီးဘူးဒီလိုလေးဒီလောက်ပဲ လက်ဖြင့်နော် ကဲကြက်သွန်ဖြူကြတော့ဒီလိုမျိုးလေးလောက်လိုက်ပြီးရင်ဒီမှာဂျင်းကကြတော့အခွန်နှွေးလိုက်မယ် အများကြီးထဲမှာလား မများဘူးနည်းနည်းပဲဒီလိုမျိုးအခွန်လေးနှွေးလိုက်ဂျင်းကိုဒီလိုမျိုးလေးပလေးဒီမှာလေးငါပြားဆိုရင်ရပြီကဲဒါဒီ၃ခုကဒါစူနေတဲ့ရင်တွေအိုးတဲ့ကိုဒီမှာနန်းပင်ရဲ့နန်းပင်အမြင့်ရဲ့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ထည့်မယ်ပြီးရင်ဇုံးကပဲရောက်တော့ဇုံးလိုက်စားဇုံးရှာတာတပတ်လေွာကဲအရတာအတွက်ကြတော့အချုံမှုန့်နည်းနည်းထည့်မယ်အသားမှုန့်နည်းနည်းထည့်မယ် สมัครวิญญาณแท้ใจแจ๋ ငါသပင်ကျွတ်သွားမယ်နော် ပြီးတော့ဒါကြတော့ပဲငံပြားကြီးအကြည်ပေါ့နော်ပြီးရင်ကိုဟာနဲ့ကိုတော့ဟိုစလောက်ကြည့်ပေါ့ဘယ်လိုပြောမလဲအရတာကတော့ချိန်စထည့်ကြပေါ့ကွယ်ဒါကကြားနည်းနည်းထည့်ကဲအဲ့ဒါပြီးပြီဆိုရင်ဒီမှာကြက်သားထည့်မယ် ဒါတက်ရှင်ထားပြီးသားဆို ကဲကြက်သားလေးထည့်လိုက်ပါမယ် သားတွေပဲထည့်ရမယ်ဟုတ် ကြက်သားကကျမကဒီမှာ2ပေါင်နဲ့ဗာလဲအရင်အုပ်2ခုလောက်ထားတယ်ရော့မြန်အားရမနေနဲ့နော်ငုတ်ပြီးချွေ ဟောအဲ့တဲ့ဆိုတာ ညချွေရမှာ ရမနေနဲ့ စားပဲစားချင်တယ်မလို့ ไม่ได้ไม่ยากဘူးကွယ် မလို့ရှင်ပေါ်ကောတဲ့ငါ မလို့ရှိဘူး မောတယ်နော်မြန်စားချင်ရင်မြန်ဝိုင်းလို့ ဒီဝိုင်းတော့ပဲဟဲ့ จากไหน ချွေရမှာ ช่วยคืออะไร နင့် อ๋อโอเคช่วย ช่วยဆိုတာဗာလဲသူ့ရဲ့အတောက်ကိုမဟုတ်ပါဘူး ညအညာကိုချွေ เปียวเสร็จเปียวเข้าใจปะ ပြောစက်ပြော เสร็จเปียว ဒါကြတော့ဟင်းပုံစံလုံးမယ်ဗာလဲအရေး ข้าวมันไก่ဟွာပေါ့ အ နော် ရေး ရေးလား အေး น้ำจิ้ม အေးလေ အဲ့လိုမျိုးအချင်း ဟင်းရေးမဟုတ်ဘူးအချင်းရေးပြောတာအရေးတဲ့ငါကလေ ရေးပဲဆိုတော့ပါရေးလည်းမသိ ဟင်းရေးကကြတော့ဒီကြက်သားပြုတ်တဲ့ဟာကိုပဲဟင်းအရေးပြန်လုံးမယ်ထမင်းလည်းအဲ့ဒါနဲ့ပဲချက်ရတယ် ဒါကြတော့ကြောက်ပြုံဒီ ကြောက်ပြုံသေးကကြတော့ဟင်းအရေးမှာထက်ချိုလေးငါတငယ်ချင်းကတော့လှုပ်ချလိုက်ပြီ อ่ะแท้มาละ မထဲသေးဘူးဘလို့ သူကျတယ်လူငါတို့ပဲဥဆောင် ไปစားနေပြီနော်ကြက်ပဲစားချင်တယ်အဲ့ဒါမစားဘူးများများက ဩ ကျက်တာပဲစားချင်တယ်တဲ့ဘာလဲကြောက်ပြုံဒီများများမစားဘာလို့အများကြီးထည့်ရပါတော့အဲ့လိုမျိုးဖြစ် အထဲအစီစားကြမှာလား စားမယ်လေ မစားဘူး အတဲမစားတယ်မစားအဲ့ဆိုနှိုးချက်လိုက်တော့
ချက်တဲ့လူနော် မကောင်းဘူးဒီမှာ ကောင်းဖြုတ်ထဲဖြုတ်ထုတ်လိုက်အဲ့ အေးတယောက်ကလည်းဖြုတ်ထဲတဲ့အေးဖြုတ်ထဲပေးမယ်နော်ဖြုတ်ထဲပေးမယ်ဒီမှာစကေးတွေကြည့်ထားနော်လင်ယူတဲ့ခါဆိုရင်ချက်ကျွေးရအောင် ချက်မတက်ဘူးလေးရသွားပါပြီရှင် နော်ကြောက်တယ်လေတော့ရပါပြီ ဟုတ်တယ် တနည်းရပါပြီလေ ရီးမနိုင်တော့ဘူး ရီမနိုင်တော့ဘူးဘလို့ရီမနိုင်တော့ဘူး ညညည အော်လက်မလောက်တော့ဘူးငါမလားဒီဘက်လက် ငမ်းလား ငားမယ် ငါလည်းငါမ ဒါကတော့ဂျင်းမှာကြက်တုံအဖြူပါဟောကြက်တုံဖြူကညီတို့ကကြိုက်တယ်ဆိုတော့များများထည့်ပေးလိုက်မယ်နော်ရော့ဒါတော့ငရုတ်သီးကကြတော့ဒီမှာ သူပြောတယ်ကြိုက်တာကိုနေနန်းတယ်စားပြီးတော့နန်းတယ် စားလိုက်ငါချက်ကျွေးတယ် သူပြောတယ်ကြိုက်တယ်ကိုဟာကိုပြော ဗလဲ ဟုတ်ရလားဟဲစားလို့ရတယ်ချင်တာပဲ ကဲဒါကတော့ခဏတုန်းကကြိတ်ထားတဲ့ငရုတ်သီးပေါ့နော်ဒါအချင်းကြီးလောက်မယ်တကယ်လို့ဆက်နဲ့ထက်ကြိတ်မယ်ဆိုရင်လည်းကြိတ်လို့ရတယ်ကွာသိလားဒါပေမဲ့ကျမငရုတ်သီးလောက်တာတအားများသွားတော့မကြိတ်တော့ဘူးကဲကြက်စီထမင်းနဲ့စားဖို့အချင်းကြီးလေးလောက်လိုက်ပါတော့မယ်ဒါကတော့ခဏတုန်းကကြိတ်ထားတဲ့ငရုတ်သီးဂျင်းပေါ့နော်ဒါကကြတော့ဗာလဲမြန်မာလိုနဲ့ဘယ်လိုခေါ်တာ ပဲမြန်မာလိုဗာလဲထိုင်းပဲငပိ ထိုင်းပင်းရေအေး ထိုင်းလို့ဆိုရင်တော့ကြည့်လို့ခေါ်တယ် ဒါနည်းနည်းထည့်အယောင်လှအောင် ဒါလေးလည်းချိုတယ်ဒါလေးလည်းစားတယ် အဲ့ဒါဗာလဲ ဗာလဲင ပဲငံပြရအနောက် အပြည့်အေးအနောက်နေတာအမ ဒါငံပြရည်နဲ့နဲလေးထည့်ဒါအချိုမုတ်နည်းနည်းထည့်ပြီးရင်တကြားကနည်းနည်းလေးထည့်ဒါကိုထည့်ခြင်းတော့ထည့်ပေါ့နော်ထည့်ခြင်းလည်းမထည့်ရတယ် အချိုကြိုက်ရင်တော့ထည့် ချိုကြရင်တော့ထည့်ကဲတမန်ရည်လေးညှင့်ထည့်လိုက်ပါမယ်ဟိုတမန်လေးကကောင်းမျိုးပဲဟဲ့ ဒီတစ်ခေါက်တမန်ကြီးကောင်းနေတာအကြီးကြီးပဲ ကဲဒါကတော့ကြက်သားထဲကပြုတ်ထားတဲ့အရည်လေးပေါ့နော်အော်ထဲလိုက်တော့ကဲစီစံရောင်ကတိတ်မလှသေးဘူးဆိုရင်ဒီ ပဲငံပြရဲ့ ပဲငံပြအပြည့်အဲ့ဒါနည်းနည်းထပ်ထည့်လိုက်ရောင်လှရအောင်လေစားရအောင်များလှတာမလှတာတဲ့ဩ ဒါမဲ့လှမှလေးစားချင်စီရဖြစ်မှာနော် ဒါလည်းဟုတ်တာပဲ ညာ ကဲဒီကြက်သားထဲကရေပေါ့နော်ဒီရေကိုထမင်းချက်ဖို့အတွက်ရေလေးခတ်ထုတ်ပါမယ် ကျစီရအဲ့မဟုတ်ပါဘူးကြက်တရေဘာလို့ပို့လဲတာ ကြက်တရေမင်္ဂလာအဖျားဖျားရှိအောင် ဟောငါကြက်တရေမရှိဘူးပါ စတာဒီကြက်တရေကလေအစီထွက်အောင်ဒီလိုမျိုးလေးကြော်ပေးလိုက်သူကြက်တရေထဲကထွက်လာတဲ့အစီကိုမှအဲ့ထမင်းပြန်ချက်အရန်မှုေးတာအဲ့ဒါဒီကြက်တရေကိုနည်းနည်းစိတ်ရှိရှိလေးနဲ့လေရဲသွားတဲ့ထိကြော်သွားပေးလိုက်သူ့အထဲကအစီတွေထွက်လာရင်အဲ့အစီနဲ့ပြန်ချက်ထမင်းကိုတအား တူ ကောင်း သွားတဲ့အထိအဲ့လိုလား အေးပေါ့နီနီလေးကျွတ်နည်းနည်းကျွတ်တဲ့ထိလေကြက်တရေလေးတွေကနေထွက်လာတဲ့စီတွေအဲဆိုရင်ဒီကြက်တရေကိုဆယ်ထုတ်လိုက်မယ်ဆယ်ထုတ်ပြီးပြီဆိုရင်ကြက်သွန်ဖြူနဲ့ဂျင်းနဲ့ကိုထည့်ကြုံ မှုရင်းအောင်ပေါ့နော် အနံလေးမှုေးလာပြီဆိုရင်ရေဆေးတန့်စိန်ထားတဲ့ဆန်ကိုထည့်ပါမယ်ပြီးရင်ဒီမှာလှော်ပေးပါမယ် อ๋อအဲ့လိုမျိုးချက်တာ ဟုတ်တယ်အနံလေးမှုေးတယ်လေအဲ့ဒါဆိုရင် อืม အဲ့ဆိုရင်ခဏတုံးကယူထားတဲ့ဒီကြက်သားအရည်နဲ့ဆန်ထမင်းပုံမှန်ထမင်းချက်တယ်လို့ပဲချက်ရမှာเนาะတိလားထမင်းပေါင်းထဲကိုအကုန်ထည့်လိုက်ပါမယ်ဒီရေကကြတော့လေကိုပုံမှန်ထမင်းချက်တယ်လို့ပဲချက်เนาะတိလားတကယ်လို့ရေကများရင်လည်းနည်းနည်းခတ်ထုတ်လိုက်ရတယ်တကယ်လို့နည်းရင်လည်းခဏကြက်သားရည်လေးနည်းနည်းထပ်ထည့်လိုက်ပုံမှန်ထမင်းချက်တယ်လို့ပဲချက်ရပါတယ်ရှင်ကဲကြက်သားတွေနူးနေပြီဆိုတော့ဒီကြက်သားလေးတွေကိုဖယ်ထုတ်လိုက်မယ်ပြီးရင်ဟင်းကြိုချက်ဖို့အောင်เนาะဒီအရေးဒီကြက်သားအရေးမှာပဲဟင်းကြိုပြန်ချက်မှာပေါ့เนาะဒါကြောက်ဖြုံသီးပါပြီးရင်ဒီမှာအရေးနည်းနည်းမြည်ကြီးပေါ့စားအချို့မဟုတ်အနေထားကြက်စီထမင်းနဲ့စားဖို့အတွက်ကြက်သားလေးကတော့ရပါပြီရှင်
အဲ့ဒါမှဒီလိုပပလေးတော့မဟုတ်ပါဘူးအနေတော်လေးပေါ့ကိုစားကြတယ်လောက်ပေါ့ လီပြီးတော့သမင်းပေါ်မှာထည့်ပါတော့နော် အမလေးတရားအဲ့တရားလည်းခဏပြောမယ်နဲ့လှမလှီးဘူးလို့အဲ့ဒါလှလေးလှီးပေးမယ်နော်ဒါအလှဆုံးပဲ ပြီးရင်ပါလွန်လဲ तू က အဲ ငါ့ကိုနည်းနည်းပဲကျွေးမှာအဲ့လိုမျိုးဖြစ်နေတော့ပါကဲညီမတော်ရဲ့လက်ရခောက်มันไก่လေးရပါပြီရန်ကိုမမှုီးကြိုင်နေဒီမှာနိုးလာတဲ့လူတောင်မှအဲ့တရားသေးတော့အဲ့ွားပြပါနော်အခုနိုးလာသူကမှုီးတယ်စားတယ်အဲ့လိုမျိုးပဲတကယ်ချက်လားမတကယ်မချက်လားမသိဘူးစားကြည့်တကယ်ချက်လားမချက်ဘူးလားတော့မသိဘူးတဲ့ ရုံးစားလို့မရဘူး ပြောပြလိုက်ဟိုမှာ မချက်ဘူးယောက်ျားမရှိဘူးမချက်မတတ်တဲ့ချင်ယောက်ျားမရဘူးချက်တက်ရမယ်ဒါယောက်ျားယူရ အဲ့နေမရဘူးအဲ့ဒါကဲ အဲ့တဲချက်ကျွေးမယ်ဆိုဘာဖြစ်အရင်ခတ်လိုက်တယ်ဟာအမကလည်းအေးနေပါ အဲ့တဲ့ချက်ကျွေးမလို့အရင်စားလိုက်တာလား ယူရပါဟဲ့ ဒီမှာအရင်ထက် အော်ဟုတ်ကဲ့အမဟုတ်ကဲ့ပါ အဲ့တဲ့တော့ညဦးမချပဲနဲ့နော် ရောဥချမယ်ဟေး မွေးနေရမယ်နော် ဘယ်လိုလဲ ကောင်းတယ်ဆိုင်พูดလို့ရပြီနော်ก็ตากับจีจีเป็ดหยัดถัด စားကြီးပဲ นุ่มเนี่ยตาหน่อยตาแม่แต่พูดเราขาดพูดเลย တခုလိုနေတယ် พูดเลยเนี่ยแหละ ပါလို့ ယောက်ျားဘေးမှာ အော်အေးဟင်းဒီမှာဗာလဲကြောက်ဖြုံတေးနော်မူလေးဟင်းရကောင်းတယ်ခုနမြည်လိုက်တာချိုးလေးရမ်းပဲ ကျမလေးရ ဟုတ်တယ် ဘူးမစားရတယ်ဘူး အမကြတော့လေဗာလဲခောက်มันไก่စားရင်လေအဲ့လိုမျိုးချီနှများလေးနဲ့အိုးဟင်းရလေကောင်းလားဆာဒါမဲ့တကယ်ကောင်းတယ်ဟွာပြောတာမဟုတ်နော်သူလောက်တာအရန်ကောင်းတာတကယ်စားလို့လည်းကောင်းဟုတ်လား နောက်ပဲစီကိုမလောက်ပြအောင်အဲ့နော် မကောင်းရင်နေနောက်တစ်ပတ်ငက် နေတော့မစားနဲ့ကောင်းလားဟောအေးမျက်နှာကလည်းကြည့်အောင်ပါကောင်းတဲ့ပုံစံကလည်းငါစိတ် နေကောင်းတဲ့ပုံတော့လဲမလေ ကဲ တကယ်တဲ့ဟုတ်တယ်တကယ်ကောင်းတာ ဒီမှာစားရလားဒီမှာ ကြရတယ်လေအော် မဟုတ်ဘူးဒီမှာချင်း ချင်းဘလို့ချင်းအော်ငါစိတ်ညစ် စားရ ရတယ် စား ချင်း ရဲဘူး 这打怒了， ညောပကရ 没 မိုက်ပုံကြနာပဲအမရွက်လေပဲကျိုးတယ် စားတယ်မှာစားပါလေ 哎，多了， ညီမ 要么加油，哎，我都三个都没， ဟပိုင်ဖေးဟပိုင်ဟမလား 哎， မမလေ နော်ဟပိုင် 然后呗，晒，然后，加油， ဟိုမှာမောင်လေးစားဒါမမစား 嗯，妈 ဟု 妈 တ်တယ်ဆက်ပြအေးဆက်ပြ 代表嘛的， ဆက်ပြ မမစား 嗯，今年的干了，
ဒီမှာမကြိုက်ဘူးလည်းရမ်းစားကောင်းလား ဟုတ်လားဟိုကြောက်ပြုံးလေးမကြိုက်ဘူး တော့မှန်းလည်းမကြိုက်ဘူး อ๋อ မတက်မစားဘူး ဒီမှာရမ်းစားတာ ကောင်း ဟင်း นี่สูตรสั่งอ่ะเนาะ ဟုတ်ပါ จะมาเลยอ่ะ အဲ့တော့လင်ယူရအောင်ပေါ့သူကနော်ဟင်းသမင်းနဲ့ချက်တက်ပြီးသွားပြီဆိုတော့လင်ယူဖို့ပဲကြံတော့တာပေါ့နော်จ้าပဲ ဒါပေမဲ့ तू အကုန်ချက်တက်တယ်ဒါပေမဲ့ तू မချက်ပြတာအစွမ်းမပြတာနော်ဟုတ်တယ်ဟုတ် ချက်တက်တယ်လို့ပြောလိုက်ရင်ကျမပင်ပန်းမယ်လေ အော်အေးအဲ့ဒါမို့မချက်တက်ဘူးဆိုပြီးတော့ပြောလိုက်တယ် အဲ့ဒါ ဒါပေမဲ့ဒီနေ့ငါသိသွားပြီ तू ချက်တက်တယ် तू လုံးလုံးတက်တယ်ဒီမှာအများကြီးပဲ तू ချက်ပေးတာအရင်စားလို့ကောင်းတယ် နောက်တစ်ခါဆိုရင်လေညညာပဲချက်ကျွေးမယ်လာတဲ့ချိန်ဆိုပဲချက်ကျွေး ချက်ခိုင်းမယ် ချက်ကျွေးမယ်ညီမချက်ကျွေးမှာလား นี่ချက်ကျွေးမှာ ပဲချက်ကျွေးမယ်လေမှာချက်ကျွေး ချက်ခိုင်းတာ အေး သူ့ချက်ကျွေးတာ ဟ တိုင်ပတ်သွားတယ်ငါတို့တော့ရ မ် ပြင်ရငါတို့ကရောက်စားရောက်စားဝေးမမအစရလူရတယ်ကျင်းမော်တော့လောင်းအရက်မစားနော် ကိုမထားမဲကိုသမင်းတော့ခက်နေပြီအေးရိုအဒီမှာရင်ကြတယ်လေ ตีจ้ะ တော့ခက်နေပြီ ဒီပြောနေတာကင်မရာမန်ကတရေကြနေပြီသမင်းအောင်တော့ခတ်နေပြီတဲ့သူဘိုက်စားလို့ငါတို့စားတာ तू ကတရေကြလို့ပြောနော် တော့ခက်နေပြီသမင်းတော့ခက်နေလို့ချက်ဆောက်နေပြီနော် ဘယ်တော့ပြီးမှလဲပေါ့ No salada, no salada. ငါတိတယ် เป็นนกสะขายดีก็มาไปจะแม่ที่มากองก็มาโล จะตาကုန်တော့ ကျမတို့စားတာကုန်တော့မယ်လေကင်မရာမန်ပိတ်လိုက်တော့တဲ့ ที่ดอบูเนาะก็มาแม่ก็ได้แน่ๆได้เชิญเลยไปเลยจ้ะ ဘိုင်အဲ့ဆိုပဲဖိုင်တော့မယ်နော် มาเข้าบูอามาตุเอาก็มาแม่กูပြောเลยตีตะขาแค่แน่ๆแค่แน่ๆแค่น้ำใส่ละต่อน้ำต่อ နည်းနည်းခက်ပြနှုတ်ဆက်လိုက်ဆိုနှုတ်ဆက်လိုက်တော့မယ်နော် แม่ตะชาแล้วก็มาแม่กันเลยยักๆแค่มายักๆซะที่มาก็มาทีมก็มาแม่กันเลยแน่ๆไปแค่ไรสิ ကျမတို့စားတာကုန်သွားမှစိုးလို့ ไปแล้วแม่ก็มาไปแล้วแม่ ဒီမှာအဲ့တယ်လည်းမစားရဲတော့ဘူးနားလေတယ်အဲ့နားလေတယ် ဒါဒီနေ့ဗာလဲခောက်မကိုင်ကျက်စီသမင်းမနော်ချက်ကျွေးတဲ့ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်သူ့လက်ရာတိသွားပြီးအရန်ကောင်းတယ်ဆိုတာဒီလိုကူပေါ့နော်အိမ်မှာချက်စားကြည့်ကြည့်ပါဘာဖြစ်ရလဲ ไปว่า ဘိုင်ဝါပြီးအဲ့တော့မယ်တဲ့ကဲပပိုင်နော်နောက်ဗီဒီယိုမှာလည်းဗာလေးလာပြီးတော့စားပြမလဲချက်ပြမလဲဆိုတာကိုစုံမျောကြည့်ကြည့်ပေးကြပါဦးနော်ဘိုင်ဘိုင် ကင်မရာမန်တို့ကလည်းမကြမ်းပါလဲစိုးငါတို့ကလည်းစားချင် စားလိုက် စားရ คนစားလိုက်